မိတ်ဆွေဖွဲ့ရတာအဲ့လောက်ကမခက်ဘူးအဲ့မိတ်ဆွေဖွဲ့ပြီးသွားရင်အချိန်ကြာကြီးဒီလူကိုနဲ့ဒီရင်းနှီးဖို့အတွက်အချိန်ကြာကြီးထိမ့်သိမ်းထားရတာခက်တာမိတ်ဖွဲ့တာတော့လွယ်တယ်ရေးပြောသလိုခဏတော့ခင်သွားတာပဲဟိုပါတီလေးသွားလိုက်တူသွားလိုက်ခင်လာပြီဆိုပြီးတော့ Instagram ကနေသူ့အကောင့်လေးယူလာလိုက် Facebook အကောင့်လေးယူလာလိုက်အဲ့ဒါခဏပဲအဲ့နောက်ကျတော့တွေးပြလားဆိုတော့လေမတွေးပြဘူးเนาะတွေးအောင်မယ်လို့တော့ပြောကြတာပဲပါဇက်နဲ့တွေးကြအောင်မယ်လို့တော့ပြောတာပဲကိုရီးယားတွေပြောသလိုသမင်းတစ်ခါတော့စားရအောင်လို့ရှင်တကယ်မှန်လားမဟုတ်ဘူးလားဟုတ်တယ်အဲ့ပြန်တွေးအောင်မယ်ဆိုပြောတဲ့သဘောပဲဒီနိုင်ငံမှာနေရဆိုကိုရီးယားတငယ်ချင်းတွေနဲ့နိုင်ငံခြားတငယ်ချင်းတွေနဲ့ဘယ်လိုရွာလဲအတွေးကြုံလေးကဘယ်လိုရှိလဲကိုရီးယားတငယ်ချင်းတွေနဲ့တွေ့မယ်ဆိုလို့ရှင်ကျွန်တော်နည်းနည်းသူတို့ရဲ့စိတ်နေစိတ်ထားလေးကိုနည်းနည်းခံမှန်းနေရတယ်ဆိုတဲ့ဟာလေးရှိတယ်။ရိတ်ချေကြည့်ရတာပေါ့ဒီသူ့ရဲ့အခြေအနေကြည့်ရတာပေါ့။သူဒီမျိုးဆိုရင်မကြိုက်ဘူးလားပေါ့ဒါမျိုးဆိုရင်ကြိုက်မလားပေါ့နော်အဲ့လိုမျိုးရှိတာပေါ့နော်။ပြီးတော့ကိုကနည်းနည်းလွတ်လွတ်လပ်နေတတ်တဲ့လူမျိုးတွေမှာပါတော့သူတို့ကအဲ့လိုကိုလွတ်လပ်တာကြီးကိုစိတ်ခုသွားတာမျိုးလည်းဖြစ်တတ်တာမျိုးလည်းရှိတယ်။အရေးကြီးကြီးကပါဇက်ကထွက်လာတဲ့စကားကိုကြည့်ရတယ်မဟုတ်ဘူးလေ။သူအမူအရာမျက်လုံးတွေသိရပါလား။ဘာတွေလဲအဲ့အကုန်လုံးထောက်ကြည့်နေရတာပေါ့နော်။ဆိုတော့အမအရင်နီးဆုံးကွာဒီမှာပေါင်းခဲ့ပြီးတော့မှအမကိုထားခဲ့ပြီးတော့ဒီထွက်သွားမျိုးပေါ့နော်အဲ့လိုတငယ်ချင်းတွေရောအတွေ့အကြုံတွေရောရှိလားတယောက်ရှိခဲ့ဘူးလေတယောက် तू ကကျတော့အဲ့တော့တငယ်ချင်းဆိုပေမဲ့လေ तू အမတဲ့10နှစ်တောင်ကြီးတာကောင်မလေးပဲ10နှစ်တောင်ကြီးတာဒါပေမဲ့ तू အာရှ तू ကဥရောပမှာမွေးပေမဲ့ तू ကအာရှလူမျိုးလေအာရှလူမျိုးဆိုခါကျငယ်ရုပ်ကနှုတ်တယ်လေနှုတ်ခါကျပေါင်းနေကြအဲ့လိုမျိုးဒီတိုင်းပဲပေါင်းနေကြတာပေါ့နော်အဲ့တော့မသိဘူး तू အဲ့တော့အမလည်းငယ်တာအမ22ပဲရှိသေးတယ်ဆိုတော့ तू ကအဲ့တော့32လောက်ရှိအောင်ပါပေါ့10နှစ်ဆိုအဲ့မှာခင်ခဲ့ပြီးတော့မှနောက်ကျအချင်းချင်းအရန်ခင်သွားတာပေါ့နော်အဲ့လိုအဲ့တော့လည်း तू လည်းငယ်သေးတာကို32ဆိုတော့အဲ့မှာနောက်ကျတော့နောက်တစ်ခါကိုရီးယားကိုတစ်ခါပြန်လာသေးတယ်ပြန်လာတော့တော်နေကြီးနေပြီအမက25လောက်ဖြစ်နေတဲ့ခါကျသူလည်း36လောက်ဖြစ်နေတဲ့ခါကျတော့အဲ့နဲ့ဘယ်လိုပြောမလဲအမကသူ့အနေနဲ့ကျင်အမကတော်တော်ကိုဘယ်လိုဖြစ်မလဲငယ်ပြီးတော့မယူရဲတဲ့ပုံစံကြီးပေါက်တာဗောနော်မတီးငိမ်ဘူးတဲ့ဟုတ်လား तू ကတော်တော်နဲ့တော်တော်တီးငိမ်ပြီးတော့တော်တော်အသိဉာဏ်လည်းအမထက်ဆိုင်ဘယ်လိုပညာလည်းရှိနေပြီဗောနော်ပညာလည်းရှိနေပြီဉာဏ်ပညာလည်းနည်းနည်းတိုးတက်တဲ့အသက်အရွယ်မှာရောက်နေပြီဆိုတဲ့ခါကျတော့တွေ့ရင်တွေ့နေတဖြည်းဖြည်းချင်းအမအဲ့တော့မခံစားမိခုမှပြန်ခံစားမိတာအမလှုပ်လိုက်တဲ့အပြုတ်မွေတွေကလေသူရှင်မမလုံးတင်ခဲ့တာတွေတို့အဲ့လိုမျိုးတွေများတယ်သိလား तू ကဆိုမောက်မွေးနေ့လက်ဆောင်လေးတွေအမြဲတမ်းပေးပြီးတော့တခုဆိုရင်ရုပ်တစိုက်လေးနဲ့စာလေးလည်းပို့ပေးအဲ့လိုမျိုးပေါ့နော် तू ကအမရဲ့အပြဿနာတွေဆိုလည်းမေးပြီးအဲ့လိုမျိုးရှိတယ်အမတို့တခါမှနင်ဘာဖြစ်နေလဲတခါမှမမေးခဲ့ဘူး